နဲ့ကျွေးတာမမြင်ဘူးတဲ့သူတွေရှေ့လို့ရှိရင်ဒီဗီဒီယိုလေးကိုဆုံးတော့ကြည့်ပေးကြနော်ဒါတော့မူလိုမျိုးတိုင်းတော့ဗောနော်ဒါမလုံးမဖြစ်မူရိုးရနဲ့လုပ်တဲ့ဗီဒီယိုလေးပါအမှဆုံးနဲ့လည်းမနက်ဖြန်ကျွေးရမယ်ဆိုဒီနေ့ဆိုရင်မုတ်ပိန်းနေစီကိုလောက်ရပါတယ်နော်မုတ်ပိန်းနေစီရမုတ်ပိန်းတောင်းရပြီးလို့ရှိရင်ဒါလောက်ရပြီးလို့ရှိရင်ပါဝင်တဲ့မုတ်လေးပေါ့နော်ဒါတော့အိမ်မှာရှိတဲ့လိုက်တော့ပြီးလို့ရှိရင်တော့ကြက်ပေါ့နော်ကြက်နှစ်ကောင်ပါပါတယ်ကြက်ကိုဒီညနေကလေးရတာတွေပေါ့နော်မှုရနှုတ်ပြီးတော့ပြုတ်ရပါတယ်ဒါတွေကိုမှုရနှုတ်ပြီးတော့ပြုတ်ရပါကဲဒါလေးကကြတော့ပါလဲဆိုတော့မလုံးရေပေါ်ပါတယ်ပြီးလို့ရှိရင်အမှပါဝင်ပစ္စည်းတွေပေါ့နော်ငပြောသေးတွေပေါ့နော်ဒါလေးတော့ပါရတာကြတော့မုတ်ကျွေးသေးရဲ့ပြီးလို့ရှိရင်မုတ်ပိန်နေစီတွေရပ်ပြီပေါ့နော်ဒါမုတ်ပိန်တောင်းပါပြီးဒီမုတ်ကြတော့နတ်မှာမပါမဖြစ်ပေါ့နော်ပါရတဲ့ဟာပေါ့ဒါလေးလုတ်ထားပါလေဒီမှာ3-4မျိုးတော့ရှိပြီလေပေါ့နော်ဒါလေးပါဒါလေးဆိုရင်ပန်းပွင့်လို့ပုံစံပေါ့နော်ခေါ်ဝါလေးရမုံလိုပဲခေါ်တတ်တော့ပမာတော့တင်တော့ဒါတော့ထမင်းတစ်စလုံးကောင်းညင်းပါတယ်ပြီးရင်ကြက်ကအဖိုမပေါ့နော်ပြီးလို့ရှိရင်ပါတဲ့စပလာကိုအဲ့လိုမျိုးလှီးပြီးတော့လောက်ရပါကဲဒါလေးစကြည့်ပါပြီဒီအပြင်စင်လေးရတော့မုတ်ပြင်စင်ကုန်ဒီခန်းရတော့နတ်ဆရာကလုတ်ပေးတယ်ပေါ့နော်ဒါနတ်ဆရာကိုယ်တိုင်လုတ်ပေးပါတယ်ဒီကအဖေပေါ့ဟုတ်ပါကဒီအိမ်မှာဝင်တဲ့လူကြတော့နတ်ရဲ့အရင်ကိုပဲဝင်ရတယ်ပေါ့နော်ကိုရဲ့မင်္ဂလေးတာသမီမင်္ဂလေးဆိုသူ့ရဲ့တာသမီဆိုဝင်လို့မရဘူးနော်တာရုပ်ကြားလေးကအဓိကပေါ့နော်ပြောမှာကဲဒါလေးကစကျွေးနေပါပြီကျွေးတယ်ပြီးသွားလို့ရှိရင်ပေါ့နော်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုကြက်ကြပါနော်ကဲဒါလေးကတော့ပြီးသွားပေါ့နော်ကျွေးရင်လည်းအကုန်လုံးခုနှစ်သားသမီးနတ်တွေအကုန်လုံးနတ်ဆရာကပို့တိမှာပေါ့နော်ဒါနတ်ဆရာပြင်ပြီးတော့လောက်ရတာပါညောင်လေကဲဒီမှာအပြင်စင်ပေါ့နော်ဒါအိမ်မှာဆိုရင်တစ်နှစ်တစ်ခါလောက်တဲ့ဟာပေါ့နော်တစ်နှစ်တစ်ခါအဖေနတ်ကိုတစ်နှစ်တစ်ခါရိုးရနတ်ကိုကျွေးရတယ်ဒီ3ယောက်ကိုပေါ့နော်ဒီမှာပါတဲ့ဘန်းကိုပြင်ပြီးတော့တချို့အိမ်မှာကျတော့ဒါနတ်ဝင်ပူးတာတွေရှိတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်အိမ်မှာတော့နတ်ပူးတာတော့ဟိုရင်တော့ရှိတယ်ပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းပူးတာများတော့ကိုယ့်ရဲ့ရိုးရအနေနဲ့ပဲကျွေးပြီးတော့ပြီးသွားတဲ့တိုင်းတုတ်စားတွေပေါ့နော်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ပေါ့နတ်အဲ့လိုမျိုးပူးသွားလို့ရှိရင်ပေါ့နော်စကားတွေပါအဲ့လိုမျိုးမေးမြန်းလို့ရပါတယ်ဒါတော့ကိုယ့်အိမ်မှာကိုယ်ကအစင်လာအဲ့လိုမျိုးပူးတယ်လို့မရှိတဲ့တိုင်းပဲပေါ့နော်ဒါစက်တကောင်ကိုဒါတုတ်စားရတယ်ပေါ့နော်တကောင်ကကြရင်မူးချုပ်ပိုင်းပေါ့နော်ဒါတကောင်ရဲ့ပါတဲ့ဟာခေါင်းရဲ့ခြေထောက်ရဲ့သဲရဲ့အမြင့်ရဲ့အဲ့ဒါဆိုရင်နတ်ကိုပူဇော်ပတ်တာရပါတယ်ကြံတဲ့ဟာကြတော့ဒီမှာ3ယောက်ဗန်းမတဲ့3ယောက်အရင်စားပြီးတော့ပြီးမှကြံတဲ့ဟိုဟာလေးပေါ့နော်ကြံတဲ့သူတွေကိုစားလို့ရပါတယ်ပြီးလို့ဒီနတ်မှာပတ်သက်တူပဲစားလို့ရဒါပေမဲ့သမီးရကြတော့သူကဒီအိမ်မှာရှိနေတော့သူလည်းမစားဖို့စောင့်နေပါလေကိုမကြောက်လေကဲဒီမှာကြည့်ပါရန်ရတာစီဒီနဲ့ကျွေးမဲ့ဆိုရင်ကိုစားကျင်ဆုံးရဲ့ဟာဆိုရင်တော့ဒီမှာစက်တတုတ်ပဲပါတယ်ပေါ့နော်စက်တတုတ်နူးနေအောင်ပြုတ်ပြီးတော့သူ့ရဲ့စားပလာပါတယ်ဆိုတော့ပြောရင်တော့တရေအောင်ကြလာပြီနော်ပါတယ်ဆိုတော့မယံပြတ်ပါတယ်ခင်မြတ်ပါတယ်စက်သွန်နေရဲ့ရုပ်တိချက်မုတ်ရဲ့ချုံမုတ်ရဲ့စားရဲ့ပေါ့နော်ပြီးရင်ငပြောပတ်လေးနဲ့အုပ်ပြီးတော့ဒါလေးတုတ်ထားပါတယ်ပြီးရင်ငပိရဲ့ပေါ့နော်ပါတယ်ဒါတုတ်ပြီးတော့ရှင်ဒီမှာပေါ့အိမ်မှာဒီနေ့လူနေတော့အများကြီးစားတော့ဘယ်ကြောင့်တင်းနေပေါ့နော်ကဲစားလို့ပါပြီဆိုတော့ဒီညနေအတွက်ကိုကြတော့တစ်ခေါက်တုတ်အောင်ပေါ့နော်ဒီမှာမုတ်ပိန်အောင်ရောပေါ့နော်ကိုမလုံးရေပေါ်ဒါကိုကကြတော့နပညိုနတ်ပါမနတ်ပေါ့နော်မနတ်3မျိုးရရှိတော့တိချင်ရင်နောက်ဗီဒီယိုမှာပြပြပေးမယ်ပေါ့နော်ဒါတော့ကိုယ်မှရှိတယ်ကဲဒါညမူချုပ်တုတ်ရတဲ့တကောင်ပါဒီမှာစတုတ်ပြီပေါ့နော်ဒါအဖေနဲ့ကိုနဲ့ညမူချုပ်မှာတုတ်ရပါတယ်ဒီမှာဒါလေးကိုဖိတ်ပြီးတော့အရန်ရက်တာရှိတယ်ပေါ့နော်ပြောရုံတည်ရုံကြလာပြီမှုေးလေးပေါ့နော်မယမ်းပြတ်ပါတယ်ယူတိချက်မှုပါတယ်ပေါ့နော်ရှဲပဲဒါဆိုရင်ကြည်နေအောင်တုတ်ပြီးတော့ခုနမနက်ကလိုမျိုးပဲခြေထောက်ရဲခေါင်းရဲအဲ့လိုမျိုးဖယ်ပြီးတော့စတာပါတယ်ရှင်